ကျွန်တော်ဒီနေ့ည Style Band Production ကနေပြီးနဝရမြေရဲ့နော်ဂုံပြုညစာစားပွဲနဲ့ကန်ဆန်းမဲစီစဉ်များကိုကြီးကျယ်ဒီနေ့ညမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီညမှာဆိုအစိုးရတဲ့အနေနဲ့ဆက်ဆက်ခါလိုက် Cherry Cake ဘိုဘီတို့ပါဝင်တဲ့အပြင် MC စိုးကြီးကလည်းတယ်လီဖုန်းတစ်ချင်းလေးနဲ့အားဖြည့်တာဖြစ်ပါတယ်။အဲ့ DJ ဩဇာရဲ့ဖျော်ဖြေမှုစီစဉ်တဲ့တို့တညလုံးကပျော်ရွှင်စရာကောင်းတဲ့စီစဉ်နဲ့ဖန်တီးထားပါတယ်ခင်ဗျ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စီစဉ်တင်ဆက်ဖို့လိုက်ပြီးကြည့်ကြပါဦးခင်ဗျ။ယုံကြည်ပါတယ်စိုက်စေးတာဖြစ်သွားတယ်ခင်ဗျာဒီလိုရတဲ့အားသာသာပြီးကြည့်နေတဲ့တော့ဘောတော်စိုက်တဲ့ပြီးနေတဲ့တော့တကယ်ကိုကြည့်သွားတယ်ဘုရားပြကျေးဇူးများတင်ပါတယ် love you ဦးချွန်ထွန်းဖြစ်ပါတယ်ခင်ဗျာဒီလိုလာကောင်းဒီရက်ကဒီတိုင်းခတ်လို့မရဒီလိုလုံးမှလှိုင်းရတယ်နောက်ကဒီလိုလိုက်လို့ဟုတ်ပြီလားပြီးဒီလိုလာဒီလိုတော့လုပ်နေတော့